Today I want to tell you about that, like my eyes, artificial, not real. I said real, R-E-A-L, real, not real, artificial. I'm using effect. Effect is သုံးရင်းနဲ့ဒီမျက်လုံးကိုသုံးဖြစ်ပါတယ်မြန်မာလူမျိုးတွေရဲ့မျက်လုံးက black and brown. Some people are black, some people are brown. Not like that. I love these eyes, artificial eyes with a fat, artificial. ပြုပြင်စီရင်ထားတဲ့ဟာကို artificial. တဘာဝအတိုင်းမဟုတ်ဘူး artificial. Okay, real ဆိုတာအစစ်အမှန် natural တဘာဝ natural beauty ဆိုတာဒီလိုမျိုး effect တွေမသုံးဘူးမပြုပြင်ထားဘူး natural beauty ကိုမျက်နှာကိုပြပြီးတော့လေစကားပြောချင်တာပေါ့လေနော် I'm also zero, still zero တုံညပဲရှိပါသေးတယ်90.5k ရောက်နေရင်လေ like ရရင်လေသူတို့ရဲ့ sanction ကိုမမိပါဘူးမဝင်ပါဘူးပေါ့ဆိုတော့ zero ပါပဲတုံညပါပဲဒါပေမဲ့ဒီလိုတငယ်ချင်းတွေနဲ့ဆုံရတာမိတ်ဆွေတွေနဲ့ဆုံရတာတချို့အရင်ယဉ်ကျေးတယ်တချို့ကအလကားနေဆက်ဆုရှင်နေFacebook မှာရောပဲအလကားနေဆဲနေလူတွေရှိတယ်ဘယ်လိုခေါ်မလဲသူတို့ရထွက်ပေါက်ပေါ့လေကိုရအဲ့လိုတုံးတာမဟုတ်ပါဘူးဘုဟုတတရချင်နေကိုစီက sharing knowledge ပေါ့ကိုတီးတဲ့ဟာလေးကိုနည်းနည်းစီမျှပေးတာပေါ့ကလေးတွေကိုစတင်ပေးတယ်လို့မျိုးပေါ့ကလေးတွေကိုစတင်နေဆိုတော့တနေ့မှာနည်းနည်းစီသူတို့လေးကိုပေးသိပါတယ်etiquette ကဘယ်လိုဆိုတာလူနေမှုအဆင့်တန်းတစ်ခုကိုပြရတယ်ဆိုတာချွေးတွေစိန်တွေဝတ်ထားမှလူနေမှုအဆင့်တန်းမြင့်မာတာမဟုတ်ပါဘူးလူတွေရှိမှတွေအဲ့လိုထွေးတာအဲ့လိုလုပ်တာတော့မလုပ်ရဘူးပေါ့အတန်နဲ့လည်းမနှိမ့်ဆက်ရပါဘူးအနက်နဲ့လည်းမနှိမ့်ဆက်ရပါဘူးဘယ်သူမဆိုယွန်တတ်တယ်လေနော်လန်းတတ်တယ်ယွန်တတ်တယ်အဲ့ဒါကိုထိမ့်သိမ်းရတယ်လူတွေရှိမှနှိမ့်ညစ်တာတော့အဲ့လိုမလုပ်ရပါဘူး don't do like that okay it's etiquette လို့ခေါ်တယ်ကျင့်ဝတ်ပေါ့ ethic လူနေမှုကျင့်ဝတ် morality ကိုကျင့်သိက္ခာအကုန်ထိမ့်သိမ်းရပါတယ်ကိုကျင့်